เลือดสิวายาโจดีโกคอนเนคเตอร์ตะคู่มาเช็คสเตค่ะโจรีပြုတ်မထောက်ဒီနီလန်လေးကိုတုံးကြည့်ပါဝါယာကျိုးရဲ့ထိုက်ပိုင်းကိုကွင်းလေးပုံစံဝိုင်းပေးပါ ပြီးရင်တော့အဲ့ဒီကွဲလေးကို screw အောက်မှာထည့်ပြီးကြက်ပေးလိုက်မယ်ဆိုရင်တော့ဝါယာကြိုးကခိုင်ခိုင်မာမာရှိနေမှာဖြစ်ပြီးပြုတ်ထွက်ဖို့လည်းမလွယ်ကူတော့ပါဘူး အေးဘူးတွေကိုအလွယ်တကူသိမ်းစီးနိုင်မဲ့နင်းလန်းတစ်ခုကတော့ပလတ်စတစ်ဘူးခွန်လေးတစ်ခုကိုထိတ်နာကနေဖြတ်လိုက်ပါပြီးရင်အေးဘူးလေးရဲ့အပေါ်မှာစုပ်ပေးပါ heat gun ဒါမှမဟုတ်မီးနဲ့အပူပေးလိုက်မယ်ဆိုရင်တော့ပလတ်စတစ်ဘူးကအေးဘူးလေးနဲ့တသားကျဲဖြစ်သွားမှာပါအခုဆိုရင်တော့အေးတွေကိုအလွယ်တကူလောင်းထည့်နိုင်ပြီးရေခဲဒေတာထဲမှာလည်းတတ်တတ်ရရသိမ်းစီးထားနိုင်ပြီးဖြစ်ပါတယ် ဝါယာခွာတာအစိမပြေလို့စိတ်ညစ်နေပါသလား angle grinder ခေါ်จักဆက်လေးကိုအသုံးပြုပြီးဓာတ်အစွန်းတွေကိုအလွယ်တကူသွေးနိုင်ပါတယ်စက်ကိုဖွင့်ထားပြီးဓာတ်ရဲ့အစွန်းဖက်တွေကိုဖြည်းဖြည်းချင်းကြိုက်ပေးရုံပါပဲအခုဆိုရင်တော့တင့်ရဲ့ဓာတ်အစွန်းကထပ်မြက်လာပြီးဗီဒီယိုမှာတွေ့ရတဲ့အတိုင်း cable cover တွေကိုအလွယ်တကူခွာလို့ရပါသည် Hollow ဖွင့်နေတဲ့တစ်သားအပေါက်တွေကိုကောပတ်စားဖို့ခက်နေတဲ့ဆိုရင်ဒီနီလာလေးတုံးကြည့်ပါ တပေအရှိစီရဲ့ PVC ပိုက်ကိုအနှဲငယ်ခွဲလိုက်ပါပြီးရင်သဲစကူလေးကိုလိုက်ပြီးအဲ့ဒီအထက်ကိုထည့်လိုက်ပါပြီးတော့ပထမ PVC ပိုက်ထပ်ငယ်နဲ့နောက်ထပ် PVC ပိုက်အသေးတစ်ခုထပ်ထည့်လိုက်ပါအခုဆိုရင်တော့တစ်သား hollow ရဲ့အတွင်းပိုင်းကိုအလွယ်တကူကောပတ်စားနိုင်ပြီဖြစ်ပါတယ်ဖလက်ခေါကြီးတဲ့ extension wire ကြိုးခွေတို့တန်းတစ်ခုအောက်ရှိုးဝဲနေပြီးထုတ်မရရဲ့ဖလက်ခေါကိုမဖြတ်ပစ်လိုက်ပါနဲ့ဝါယာကြိုးကိုကွင်းလေးလောက်ပြီးတန်းအောက်ကရှိုးပြီးဖလက်ခေါကိုပြန်ရှိုးလိုက်ပါ ပြီးရင်ဝါယာကြိုးကိုဆွဲလိုက်မယ်ဆိုရင်တော့ကြိုးကလွယ်လွယ်ကူကူထလာမှာဖြစ်ပါတယ်တစ်သားချောင်းလေးတွေကိုလှပအောင်ဒါမှမဟုတ်အချောကင်ချင်တဲ့အခါမှာဒီနီလဲလေးတုံးကြည့်ပါတန်ဝါဖလက်တစ်ခုကိုအပြင်ကပါဖြုတ်ပြီးအချောတက်ချင်တဲ့တက်တောင်ချောင်းကို hand drill နဲ့တေးချညက်ပြီးလိုချင်တဲ့ပုံစံရအောင်အချောကင်ပဲယုံပါပဲနောက်ထပ်လည်းစိတ်ဝင်စားမှုကောင်းတဲ့နီလန်းလေးတွေကိုမျှဝေပေးသွားမှာဖြစ်လို့ Facebook မှာဆိုရင် follow လုပ်ပြီး YouTube မှာဆိုရင်တော့ subscribe လုပ်ခဲ့ပေးပါပြီးရင်တငယ်ချင်းတွေကိုမျှဝေဖို့မမေ့ပါနဲ့